အားလုံးပဲမင်္ဂလာပါ YouTube channel လေးရတယ်ညီကိုတွေအားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖေဖော်ဝါရီလ9ရက်နေ့ကြာသပတေးနေ့ညမှာတော့ကျွန်တော်တို့ဖလားပွဲစဉ်3ပွဲရှိတယ်ပေါ့နော်စပိန်ကူပါတယ်ရီဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘက်တစ်နဲ့အက်တလက်တီကိုမက်ဒရစ်ပွဲစဉ်အီတလီကပွဲစဉ်တစ်ပွဲဖြစ်တဲ့အက်တလန်တာနဲ့ဂျူပီတာပွဲစဉ်ပြည်သူဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့စထရက်ဘော့နဲ့မိုနာကိုပွဲစဉ်စတဲ့3ပွဲရှိတယ်ပေါ့နော်3ပွဲလုံးရဲ့ပွဲကြိုခံမှန်း30ချက်လေးကိုလုပ်ပေးသွားပါပဲဖြစ်ပါတယ်ဆိုတော့30ချက်လေးကိုမလုပ်ပေးမီကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe share comment လေးနဲ့ကူညီပေးခဲ့ကြလို့ရပါတယ်။ဆိုတော့ကျွန်တော်တို့ပထမဦးဆုံးပွဲစဉ်တစ်ပွဲဖြစ်ကတော့အီတလီကပွဲစဉ်တစ်ပွဲဖြစ်တဲ့အက်တလန်တာနဲ့ဂျူပီတာပွဲစဉ်လေးပေါ့နော်ဒီပွဲစဉ်လေးမှာတော့ဂျူပီတာအနေနဲ့ level 20 show ဘော်ဒီလေးပေးထားပြီးတော့ဂိုးပေါင်းဈေးရတော့နှလုံးအတွင်း60ရှုံးဆိုပြီးဖွင့်လေးပေးထားပါတယ်ဆိုတော့ဒီပွဲစဉ်ရတည်ဖြစ်ဖို့ရာခိုင်နှုန်းတော်တော်လေးကိုမှအများတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်အသင်းကြီးနှစ်သင်းနဲ့ထိတ်တိုက်တွေ့ဆုံနေတာဖြစ်တဲ့အတွက်ဒီရလက်ကိုပဲဥတီသွားနိုင်တဲ့သဘောမှာရှိတယ်ပေါ့နော်ဆိုတော့အက်တလန်တာအနေနဲ့ကတော့ကျွန်တော်တို့အိမ်ဝင်းမှာဆိုလို့ရှိရင်တော့နည်းနည်းလေးရုံရတဲ့အထဲထဲမှာပါတယ်ပေါ့နော်ခုလက်ရှိမှာဆိုလို့ရှိရင်လည်းအရင်ဖောင်ကအရင်စိုးနေတဲ့အထဲထဲမှာမပါဘူးပေါ့နော်အက်တလန်တာအိမ်ဝင်းလေးကနည်းနည်းလေးယုံကြည်လို့ရတယ်ဆိုတော့ဂျူပီတာကတော့ခုလက်ရှိမှာဆိုလို့ရှိရင်ရီတန်လေးမှန်နေတဲ့အသေးလို့ပြောလို့ရတယ်ကျွန်တော်နိုင်ပွဲလေးတွေနည်းနည်းလေးဆက်နေတယ်ပေါ့နော်ဆိုတော့အသင်းရဲ့အယူရဲ့ကစားသမားလည်းထွေထူးထူးမရှိတာဖြစ်တဲ့အတွက်ဂျူပီတာအသင်းအနေနဲ့ဒီပွဲစဉ်မှာနည်းနည်းလေးအသာစီးရထားတယ်ပေါ့နော်ဆိုတော့ဒီနှစ်သိထိတဲ့ပြည့်စုံမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဂျူပီတာကပဲကျွန်တော်တို့အမြဲအသာစီးရတဲ့အက်တလန်တာအိမ်ဝင်းရောက်လို့ရှိရင်တော့အက်တလန်တာအနေနဲ့အနည်းဆုံးကျွန်တော်တို့အများဆုံးရကျွန်တော်တရေလောက်ပဲရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာဂျူပီတာအနေနဲ့ level 20 showကြေးဖွင့်လာတယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့ကတော့အက်တလန်တာအနေဆုံးတရေလောက်တော့ရနိုင်လိမ့်မယ်လို့ထင်နေပေါ့နော်နိုင်လဲနိုင်သွားနိုင်တယ်အက်တလန်တာရဲ့ကျွန်တော်အသင်းမှာလည်းကျွန်တော်တို့quality မြင့်တဲ့ကစားသမားတွေရှိတာဖြစ်တဲ့အတွက်ဒီနေ့မှာတော့အက်တလန်တာကိုကျွန်တော်အနေနဲ့အားပေးခြင်းပါတယ်အက်တလန်တာ body လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ်ကဲကျွန်တော်နောက်တစ်ပွဲရတော့စပိန်ကိုပါတယ်ရီဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘက်တစ်နဲ့အက်တလက်တီကိုမက်ဒရစ်ပွဲစဉ်လေးပေါ့နော်ဒီပွဲစဉ်လေးမှာတော့အက်တလက်တီကိုမက်ဒရစ်အနေနဲ့ level 60ရှုံးဖွင့်လေးပေးထားပြီးတော့ကိုပေါင်းစီရတော့380စားဆိုပြီးဖွင့်လေးပေးထားပါတယ်ဆိုတော့ဘက်တစ်မှာတော့ကျွန်တော်ဘူးလက်ရှိမှာဆိုလို့ရှိရင်အီဂျူရဲ့ကစားသမားလေးတွေနည်းနည်းလေးများနေတဲ့အထဲထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့ဒီတင်းရလည်းနည်းနည်းလေးယုံလို့ရတဲ့အထဲထဲမှာပါတယ်အိမ်ကွင်းကစားအားလေးကောင်းတယ်ပေါ့နော်ဆိုတော့အက်တလက်တီကိုမက်ဒရစ်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့လီဗန်တီးပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တိုက်စစ်ပိုင်းမှာဆိုတော်တော်လေးကမှကျွန်တော်တို့တိုက်စစ်ကစားသမားတွေက6ပေါက်ပျောက်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်သူတို့ရဲ့တိုက်စစ်ကစားသမားကျွန်တော် Everett ဆိုလို့ရှိရင်လည်း6ပွဲလောက်ရှိပြီပေါ့နော်6ပေါက်ပျောက်နေတာဆိုတော့ဒီနေ့ဘက်တစ်အိမ်ဝင်းမှာတော့အက်တလက်တီကိုမက်ဒရစ်တို့ရိုင်းလုံးပြလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့မထင်ဘူးပေါ့နော်တဲ့တွေ့ဆုံမှုတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်တော့အက်တလက်တီကိုမက်ဒရစ်ကပဲအသာကြီးရတာတယ်ဆိုပေမဲ့ဒီနေ့မှာဘက်တစ်တို့အနေနဲ့ထင်းထင်းသေးသေးနဲ့ကစားပြီးတော့အနေဆုံးတရေရလက်တခုရအောင်ကစားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်နေပေါ့နော်အနေဆုံးဘက်တစ်ကိုတရေမှန်းပါတယ်ဒါကြောင့်ဒီပွဲစဉ်လေးမှာတော့ဘက်တစ် body လေးကိုပဲကြိုက်ပါတယ်ကဲနောက်ဆုံးတစ်ပွဲကတော့ပြည်သူဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့ Stratford နဲ့ Monaco ပွဲစဉ်လေးပါတော့ဒီပွဲစဉ်လေးမှာတော့ Monaco အနေStratford အနေနဲ့ level 30ရှုံးကြေးပြန်ပေးထားပြီးတော့ဂိုးပေါင်းဈေးရတော့330စားဆိုပြီးဖွင့်ပေးထားပါတယ်ဆိုတော့Stratford အိမ်ဝင်းကစားအားလေးကိုတော်တော်လေးကမှကျွန်တော်ကြိုက်တဲ့အထဲမှာပါတယ်ပေါ့နော်အိမ်ဝင်းမှာဆိုလို့ရှိရင်တော့ PSG တို့ဘာတို့တော့သူ့အနေနဲ့သူတွေကိုရှင်းမြိုင်ကစားနိုင်တဲ့ခြေစွမ်းတစ်ခုရှိတယ်ပေါ့နော်ဆိုတော့မိုနာကိုကတော့ကျွန်တော်တို့အဝေးကမှာဆိုလို့ရှိရင်ဂိုးပေးဂိုးယူကျန်းတယ်လို့ပြောလို့ရတယ်သူလည်းဂိုးရတယ်ဒါပေမဲ့ဂိုးပြန်ပေးရတာလည်းနည်းနည်းလေးဒီတင်းရများတယ်ပေါ့နော်ဆိုတော့ဒီဘောစဉ်မှာကျွန်တော်အနေနဲ့ကတော့အပြန်လည်သွင်းဂိုးတွေရှိမယ်လို့ထင်တယ် Stratford အိမ်ခွင့်ရလည်းဂိုးရနိုင်တာဖြစ်တဲ့အတွက်မိုနာကိုအဝေးခွင့်ရကျွန်တော်ခံစစ်ပိုင်းလေးကလည်းရော့နေတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာတော့အနေဆုံး3ဂိုးလောက်တော့ရောက်လိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်ဂိုးပေါင်းအပေါ်လေးကိုပဲဒီပွဲစဉ်လေးမှာကြိုက်ပါတယ်ကဲကြိုက်ပြီးညီကိုတွေ like ကစားလို့ရပါတယ်အကြိုက်ပြီးညီကိုရတော့ဘတ်တာကပေါ့နော်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe share comment လေးနဲ့ကူညီပေးခဲ့ကြလို့ရပါတယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်ရှုပါပေးစောင့်မျှော်နေကြတဲ့ညီကိုတွေအားလုံးပဲကံအောင်ကြပါစေ